မြန်မာနိုင်ငံလူဦးရေရဲ့80ရာခိုင်နှုန်းခန့်ဟာကျေးလက်ဒေသတွေမှာနေထိုင်ကြတဲ့အတွက်ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်မှသာနိုင်ငံတော်ကြီးဗတ်စုံဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။နိုင်ငံတော်ဆိုရအနေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာနိုင်ငံတော်ရှိကျေးလက်ဒေသများဗတ်စုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ဝန်ကြီးဌာနဖြစ်ပါတယ်။နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှုနဲ့ညီစနစ်ကျတဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့ကုန်ထုတ်လုပ်မှုမြင့်တင်ရေးအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကျေးရွာခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပြည်သူပူးပေါင်းပါဝင်သောနည်းလမ်းပြည်သူကိုယ်တိုင်စီမံခန့်ခွဲသောနည်းလမ်းတို့နဲ့မဟာဗျူဟာများချမှတ်ခါအစွမ်းကုန်ကြိုးပမ်းအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိပါတယ်ရှင်။စနစ်ကြတဲ့စိုက်ပျိုးမွေးမြူရေးနဲ့ကုန်ထုတ်လုပ်မှုမြင့်တင်ရေးအတွက်သမဝါယမစနစ်အစုအဖွဲ့စနစ်ကိုအခြေခံပြီးဆောင်ရွက်လျက်ရှိကသမဝါယမအသိများမှတစ်ဆင့်မျိုးစေ့မြေဩဇာစက်ကရိယာနဲ့သွေးအားစုများကိုလည်းထောက်ပံ့ပေးလျက်ရှိပါတယ်။သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ပြည်သူကိုယ်တိုင်စီမံခန့်ခွဲတဲ့ကျေးရွာစီမံကိန်းများဖြစ်တဲ့ညစိမ်းရောင်ကျေးရွာစီမံကိန်းကျေးလက်စီးပွားမြင့်မားရေးရန်ကုန်ငွေထူထောင်ခြင်းစီမံကိန်းများဖြင့်စိုက်ပျိုးရေးမွေးမြူရေးနဲ့ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုဆောင်ရွက်လျက်ရှိသလိုလိုအပ်တဲ့ကုန်ထုတ်လုပ်မှုဆိုင်ရာအခြေခံအဆောက်အအုံများဖြစ်တဲ့ကုန်ထုတ်လမ်းတရားများဖောက်လုပ်ခြင်းအသေးစားဆိုလာစိုက်ပျိုးရေးရရှိရေးနဲ့မဟာဓာတ်အားလိုင်းပြင်ပကျေးလက်မီလီယံလုပ်ငန်းများကိုပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့်အကောင့်ထည့်ဖို့ဆောင်ရွက်ပေးလျက်ရှိပါတယ်။စိုက်ပျိုးရေးမွေးမြူရေးထွက်ကုန်များကိုအခြေခံပြီးတန်မိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်မှသာကျေးလက်စီးပွားရေးမြင့်မားလာမှာဖြစ်တဲ့အတွက်ဒေသထွက်ကုန်များကိုတန်မိုးမြင့်ထုတ်လုပ်နိုင်စေရေးအသက်မွေးဝမ်းကြောင်းတင်နန်းများဖွင့်လှစ်ပေးပြီးငွေကြေးအရင်းအနှီးနဲ့ဈေးကွက်ချိတ်ဆက်မှုများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျေးလက်နေပြည်သူများလူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့အတွက်တန်ရှင်းတဲ့တောက်ရည်နဲ့လုံလောက်တဲ့သုံးရည်ရရှိရေးလုပ်ငန်းများကျေးရွာချင်းဆက်လမ်းတရားများနဲ့ကျေးရွာနဲ့မြို့ချိတ်ဆက်သောလမ်းတရားများဖောက်လုပ်ခြင်းရွာတွင်လမ်းတရားများဖောက်လုပ်ခြင်းအိမ်သုံးဆိုလာစနစ်များတက်ဆင်ခြင်းကျေးလက်အိမ်ယာများဆောက်လုပ်ခြင်းရင်းလုံးအိမ်သားများဆောက်လုပ်ခြင်းကျေးရွာတွင်စွန့်ပစ်အမိုက်စီမံခန့်ခွဲခြင်းများကိုပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။စိမ့်လန်းတန်ရှင်းခင်မီပြီးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ကျန်းမာတန်ရှင်းမှုစနစ်ကောင်းမွန်တဲ့ကျေးရွာများဖော်ဆောင်ပေးနိုင်မှုအတွက်ခင်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကိုဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်ကျေးရွာရဲ့ပကတိလိုအပ်ချက်များကိုကျေးရွာလူထုကိုယ်တိုင်ဖော်ထုတ်ပြီးဦးစားပေးစီစဉ်များရေးဆွဲကကျေးရွာလူထုကိုယ်တိုင်အကောင့်ထည့်ဖို့ဆောင်ရွက်တဲ့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကိုလည်းနိုင်ငံအဝန်းမှာအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။အခုလိုဆောင်ရွက်ပေးမှုတွေကြောင့်ကျေးလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝများတည်တည်သားသားတိုးတက်ပြောင်းလဲလာတာကိုတွေ့မြင်နေရပြီဖြစ်ပါတယ်။ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရလည်းကျေးလက်အိမ်တော်စု85ရာခိုင်နှုန်းဟာကောင်းမွန်တဲ့ရေရင်းမြစ်ကိုအသုံးပြုနိုင်ပြီဖြစ်ခါ52ရာခိုင်နှုန်းကျော်ဟာလျှက်စစ်မီရရှိနေပါပြီ။လမ်းမဆက်သွယ်ရေးများလည်းတိုးတက်ကောင်းမွန်လာတာနဲ့မျှဒေသထွက်ကုန်များဈေးကွက်ရောက်ရှိမှုနှုန်းမြင့်တက်လာပြီးမိသားစုဝင်ငွေတိုးပွားလာတာကိုတွေ့မြင်နေရပါတယ်။ကျေးလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝများအဆင်ပြေမြင့်မားလာတာနဲ့မျှမျိုးပြကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များကျင်းမြောက်လာပြီးနိုင်ငံတော်ကြီးဗတ်စုံဖွံ့ဖြိုးတိုးတက်လာမှာမလွဲဧကန်ဖြစ်ပါတယ်။သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ဒေသခံပြည်သူများဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများဒေသတွင်းမိတ်ဖက်နိုင်ငံများနဲ့လက်တွဲပူးပေါင်းကတက်ကြွ၍တာယာဝါပြောပြီးပျော်ရွှင်ချမ်းမြေ့တဲ့ကျေးလက်အတိုင်းအဝန်ဖော်ဆောင်ရေးကိုအစွမ်းကုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း2026ခုနှစ်ဇူလိုင်လ6ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာကျေးလက်ဖွံ့ဖြိုးရေးနေ့ကိုဂုဏ်ပြုတင်ဆက်လိုက်ပါတယ်ရှင်။